မြင့်မို့တောင်ဥမကကျူသာခြေသူအရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေအမြဝေဤမသွေနေစာဤကာယကိုသောတာတိတကိုဆောင်နဲ့လည်းမလတ်စေရဧဝေငါဤမိတ္တဆွေညာစရာဓမ္မဘုရားကစားယမရာဇာဧဝယခအိန္ဒဘုံမာအာကာသနာအတုမယေအမြတ်ဘုံညာကုသလကိုရကြပါစေအမြဝေဤသဗ္ဗေသတ္တာတတ္တဝါဟုနာနာလောကအနန္တတွင်မပြတ်စင်ကသတ္တဝါသဘုံကိုဝါနှင့်ဝိညာဏတိတိဤရှိခုနှစ်ပါးမြတ်စွာလုံးလုံးဘုံ31ဖြစ်ဖြစ်သမျှဝိနည်းယအားအမြကုသိုလ်ဧဝေလိုဤဘုံကလာဤဘုံများကိုအမြရာဇာတိဖြစ်စေသောဝတ္တုံတရေဤနိဗ္ဗာန်သို့သီလာတို့လည်းသတိအမှုဖြစ်စေသောအာလုံးကြာကြသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြသမျှအမြယူတော်